မင်္ဂလာပါရှင်ဒီနေ့မှာတော့အရသာရှိုရှင်ဆက်ဆက်လေးနဲ့သမင်းစားရှင်စရာကောင်းတဲ့ရှင်မောင်မြပစွန်တုတ်ကြော်လုံးလေးလေးကိုမျှဝေပေးမယ်နော်အိမ်မှာလည်းလွယ်လွယ်ကူကူလှုပ်ရှားနိုင်ပါတယ်လိုအပ်တဲ့ပတ်ဝန်းပစ္စည်းတွေကတော့ရှင်မောင်ရွက်မြစ်ပစွန်တုတ်ကျွတ်သွန်ဖြူကျွတ်သွန်နီငရုတ်သီးအယောင်တင်မုံစားဟင်းချုံမုံဆနွေးမုံငပြာရီငပိအနည်းငယ်တို့ပဲဖြစ်ပါတယ်ရှင်မောင်ရက်ကပျော့ပျော့လေးစားရအောင်လို့ရင်နွေးလေးနဲ့ဖြော့ပေးထားလိုက်ပါမြစ်ကိုလည်းပါပါလေးတွေပြင်ပြီးရောပြုတ်ထားလိုက်တော့ရှင်နာလေးလွတ်ထွက်သွားပါတယ်ဒါကရောကြော်မဲပစွန်တုတ်နဲ့ပစွန်စိတ်ပဲဖြစ်ပါတယ်အိုးသေးကိုစီထည့်မယ်စီပူလိုင်းကတော့ခုနကအရန်သိမ့်လောက်ထားတဲ့ပါဝင်ပစ္စည်းလေးကြိုက်ထားလေးတွေကိုထည့်လိုက်ပါမယ်ကြော်တဲ့အခါမှာမွေးအောင်ထီတော့ကြော်ပေးရပါမယ်ငရုတ်သီးလေးတွေကြက်ဝါမှာပိုမွေးပြီးတော့စားလို့ကောင်းတယ်ပေါ့နော်အဲ့တော့ကြာလေးကြော်ပေးပါရှင်မြုပ်သီးလေးတွေကြက်ကနေပြီဆိုတော့ခုနကမြစ်လေးတွေကိုထည့်လိုက်ပါတယ်မြစ်ကိုချက်တဲ့အခါမှာကြာလေးတော့ချက်ပေးရပါမယ်ရှင်ရေများများလေးထည့်ပြီးတော့ချက်ပေးပါရှင်ရေတရေလောက်ခံသွားပြီဆိုလို့ရှိရင်တော့မြစ်ကတော့ကြက်သွားပါပြီမြစ်ကြက်သွားပြီဆိုတော့ခုနကရွှေထားတဲ့ချင်မောင်ရက်လေးတွေကိုကြော်လိုက်ပါမယ်ပြီးရင်ပစွန်ထုတ်ထည့်ပြီးအနည်းငယ်ကြော်ပါအယောင်ပြောင်းလာတဲ့အထိပဲနော်အရသာအတွက်စားရင်းရှုံမုံနဲ့ငပြားရည်အနောက်ကိုအနည်းငယ်ထည့်လိုက်ပါမယ်ရှိုရှင်ဆက်ဆက်နဲ့ထမင်းပူပူနဲ့စားရင်တကယ်မမေ့နိုင်တဲ့အရာသာပါရှင်အိမ်မှာလည်းစမ်းလောက်ကြည့်ကြည့်ကြပါနော်ကြရင် like and follow လေးလုပ်ပေးဖို့မမေ့ပါနဲ့ဒါဆိုရင်ရှင်မောင်မြင့်ပစွန်တုတ်ကြောအစင်သင်းဖြစ်ပါပြီရှင်အဆုံးထိကြည့်ပေးလို့ကျေးဇူးပါ